ကိုယ့်ရဲ့ဖုန်းကအားကုန်တာအများများတယ်လို့ခန်းစားရပြီဆိုရင်ဒီ setting လေးတွေကိုပိတ်ထားပေးပါအရင်ဆုံးကျွန်တော်တို့ setting တွေကိုဝင်သွားပြီးတော့ internet ဖွင့်တဲ့နေရာမှာကျွန်တော်တို့တစ်ချက်နှိပ်ပေးပါပြီးအောက်ကိုဆွဲချပြီးတော့ဒီ Wi-Fi access ဆိုတာကိုတစ်ချက်ပိတ်ပေးပါအပြင်ကိုတစ်ချက်ပြန်ထွက်ပေးပါထွက်ပြီးတော့ပြီဆိုရင် general ဆိုတာကိုတစ်ချက်ပြန်နှိပ်ပေးပါ background app reference ဆိုတာကိုတစ်ချက်ပြန်နှိပ်ပေးပါဒီမျိုး on ဖြစ်နေတယ်ဆိုရင်အကုန်လုံးကို off ထားပေးရပါမယ်ဒီအပေါ်မှာတစ်ခါတည်း off ထားပေးလို့လည်းရပါတယ်ပြီးပြန်ထွက်ပေးပါဒီအောက်ကိုဆက်ဆွဲချပြီးတော့ကျွန်တော်တို့ series ဆိုတဲ့ဥစ္စာကိုလည်းတစ်ချက်ပြန်ပြီးတော့ပိတ်ပေးပါဒီနေရာမှာ on တွေအကုန်လုံးဖြစ်နေပါတယ်ဒါတွေကိုအကုန်လုံးပြန်ပြီးတော့ off ထားပေးရပါမယ်ပြီးတော့ရင် privacy security ထဲကိုတစ်ချက်ပြန်ဝင်ပေးပါဒီ location service ဆိုတဲ့ကောင်က on ဖြစ်နေတယ်ဆိုရင်ကောင်ကိုလည်း off ထားပေးရပါမယ်ဒီ tracking ဆိုတဲ့ကောင်ကလည်း on ဖြစ်နေတယ်ဆိုရင်ပြန်ပြီးတော့ off ထားပေးရပါမယ်ဒီလိုမျိုး setting လေးတွေပိတ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဖုန်းအားကုန်မြန်တာကို short ချပေးမှာဖြစ်ပါတယ်